ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်အင်္ဂါသားသမီးများအတွက်2026တလပိုင်း21ရက်နေ့ကနေပြီးတော့2026တလပိုင်း31ရက်နေ့ထိ10ရက်တာကံကြမ္မာများကိုအချီရေးအိမ်အောင်ရေးကနေစပြီးတော့လမ်းညွန်ဟောပြောပြီးမှဖြစ်ပါတယ်ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုအင်္ဂါသားသမီးများကြည့်ရှုနေတယ်ဆိုရင်အစဆုံးလေးကြည့်ပေးပါဘာကြောင့်လဲဆိုလို့ရှိရင်အင်္ဂါသားသမီးများကဒီ2026ခုနှစ်တလပိုင်းရဲ့ရက်ပေါင်းရက်20နောက်ပိုင်း31ရက်နေ့အထိသူတို့ရဲ့ကံကြမ္မာကတဲ့အင်အားကြီးလာတယ်နော်သူတို့မှာစွမ်းအင်တွေကြီးလာတယ်အင်အားတွေကြီးမားလာတယ်ဒီလိုဂိမ်းဒီလိုကံတရားတွေကိုရောက်ရှိလို့လာနေပါပြီဒါကြောင့်အင်္ဂါသားသမီးများဒီ10ရက်တာအတွင်းမှာစီးပွားရေးလုပ်ငန်းတွေတိုးတက်အောင်မြင်လာမယ်တဖြည်းဖြည်းနဲ့ကိုကအောင်မြင်မှုကိုတွေ့မြင်လာတာမျိုးအမျှော်အမြင်ကောင်းမှုကြောင့်ကိုယ့်ရဲ့လုပ်ငန်းကိုင်ကိုင်းတွေကိုယ့်ရဲ့အမျှော်အမြင်ကောင်းမှုကြောင့်အောင်မြင်မှုတွေပိုင်ဆိုင်ရတဲ့ကာလတစ်ခုဖြစ်ပါတယ်လုပ်ငန်းသေးငယ်တာဖြစ်နေပြီမဲ့လို့အခက်ခဲတွေဘလောက်ပဲရှိကိုကကြော်လွားနိုင်ပါလိမ့်မယ်မိမိကိုတိုက်ခိုက်နေတဲ့သူများစန့်ကျင်နေတဲ့သူများရှိရင်တောင်မှကိုကအောင်နိုင်မှုတွေပိုင်ဆိုင်ရတတ်ပါတယ်ကြော်လွားနိုင်ပါတယ်ဒီအတိုက်ခိုက်တွေကကိုယ့်အတွက်အသေးဖွားလေးတွေဖြစ်သွားပါလိမ့်မယ်လုပ်ငန်းတစ်တွေစတင်အကောင့်ထဲပေါ်တာတွေအလုတ်အသစ်ကိုမျှော်နေသူတွေအတွက်ကတော့မကြခင်မှာအဲ့ဒီအချိန်ရောက်လာပါလိမ့်မယ်တဲ့စိတ်မလျှော့ပါနဲ့အားမငယ်ပါနဲ့လောင်းကစားနဲ့ပတ်သက်ရင်တော့အင်္ဂါသားသမီးများဒီ10ရက်တာမှာဆုံးရှုံးမှုကြီးကြီးမားမားဖြစ်သွားတတ်ပါတယ်အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်ပညာရေးနဲ့ပတ်သက်ရင်အရန်ကောင်းပါတယ်ဝမ်းသာစရာသတင်းတွေဆရာသမားရဲ့ချီးမြှောက်ခြင်းတွေခံရတတ်ပါတယ်ရည်မှန်းချက်တွေအောင်မြင်မယ်ဒီကာလလေးမှာတော့ကိုယ်လက်အင်္ဂါရာရန်နာမျိုးတွေဝေဒနာခံစားရတတ်ပါတယ်မိမိကမှန်တစ်ချက်ရှေ့မှာတတ္တဝါများကိုမေတ္တာပူတပေးရမှာဖြစ်ပါတယ်ဒီတပတ်တာကာလမှာကိုလောက်ရမယ်ရေရာဆိုရင်လည်းမမားပါဘူးအခြေရေးနဲ့ပတ်သက်ပြီးတော့မျော်လင့်နေတဲ့ကာလတစ်ခုလို့ပြောလို့ရပါတယ်အိမ်အောင်ရေးမှာတော့အခြေရေးနဲ့ပတ်သက်ရင်မျော်လင့်နေရတာတွေစောင့်စားနေရတာတွေအားမလို့အားမရဖြစ်နေတာမျိုးတွေเนาะကိုကသူ့အပေါ်စိတ်ပြက်လက်ပြက်ဖြစ်နေတာမျိုးတွေစိတ်မချလက်မချဖြစ်နေတာမျိုးတွေဒီလိုကာလရောက်ရှိနေပါတယ်အခြေရေးမှာတော့ဂရုစိုက်ရမှာဖြစ်ပါတယ်အိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ဒီအချိန်ဒီကာလမှာစီးလုံးမှုညီညွတ်မှုတွေတွေ့မြင်ရမယ်ကာလလို့ပြောလို့ရပါတယ်အိမ်အောင်ရေးကတော့ပျော်ရွှင်မှုတွေစီးလုံးလုံးနဲ့ဖြတ်တန်းသွားရတဲ့ကာလတစ်ခုဖြစ်ပါတယ်သားသမီးယေဒနာတွေဝင်လာတတ်ပါတယ်ခြေလေးချောင်းတတ္တဝါတွေလည်းဝင်လာတတ်ပါတယ်ရက်ဝေးရဧည့်သည်တွေလည်းအိမ်ဝင်ရောက်ရှိလာတတ်ပါတယ်ကျမ်းမာရေးအနေနဲ့ကတော့ဒူးအောက်ပိုင်းနေဂရုစိုက်ရမှာဖြစ်ပါတယ်အယောင်အနေနဲ့ကတော့အနီရောင်အစိမ်းရောင်အကျိုးပေးပါတယ်မိမိတို့အနေနဲ့မိမိတို့ရဲ့ဒီတပတ်တာကာလမှာကံကောင်းခြင်းနဲ့ဆိုလို့ရှိရင်တော့ညောင်ထောက်ပေးရမှာဖြစ်ပါတယ်ကိုယ့်အရဲ့နဲ့တိုင်းပြီးတော့မိမိတို့ရဲ့မွေးနယ်တောက်ညောင်ပင်မှာရှိတဲ့ဂျိုရှိခွင်မှာကိုယ့်ရဲ့မွေးနယ်တောက်နေရာလေးမှာညောင်ထောက်ပြီးတော့လိုရာဆူတောင်းပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီတပတ်တာကာလမှာအင်္ဂါသားသမီးများအစဉ်ပြေအောင်မြင်သွားပါလိမ့်မယ်ကဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်